ကျွန်တော်ကမိတ်ဆက်ပေးမှာကတော့ကျွန်တော်တို့2မီရဲ့ lithium battery သုံး EV ကုန်တင်သုံးမင်းဆိုင်ကလေးဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ City Hunter model လေးပါဒီကောင်တော့ကျွန်တော်ဒီအသေးဆုံး size ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ Harvest model ပါဒီကောင်တော့အကြီးဆုံး size ပါဒါလေးကတော့ iHaspa Harvest ရဲ့အောက်ကပေါ့နော်ဒီကောင်ဆိုလို့ရှိရင် battery ကို60 volt 120H နဲ့လာပေးထားတယ်မော်တာက2200 watt နဲ့ပေးထားတယ်မိုင်ကတော့ကျွန်တော်4550ပေးထားတယ်မောင်းနေနိုင်ကတော့45 km ပေးထားပါတယ်เนาะအားသိန်းကြာချိန်ကတော့ကျွန်တော် 0% ဆိုလို့ရှိရင်9နာရီਤੋਂ9နာရီအားသွင်းမှာဖြစ်ပါတယ်ကုန်တင်ဝင်အားကတော့ကျွန်တော်1500 kg ပေးထားတယ်အာမခံကတော့ battery motor controller တစ်နှစ်ပေးထားပါတယ်เนาะပုံမှန်စီကတော့189သိန်း5000ပါအထူးလျှော်စီအနေနဲ့184သိန်း5000နဲ့ရောင်းချပေးနေပါတယ်ဟာပလီကတော့ဘက်ထရီ60 volt 150နဲ့လာပေးထားတယ်မော်တာက3000 watt နဲ့ပါခီးမိုင်ကတော့4550ပေးထားတယ်မောင်းနေနိုင်အားတော့ကျွန်တော်50 km ပါအားသိန်းကြာချိန်က 0% ဆိုရင်9နာရီခန့်နိုင်အားသိန်းပေးရပါမယ်ကုန်နေနိုင်အားတော့2000 kg ပါအာမခံတစ်နှစ်ပေးထားပါတယ်ပုံမှန်စီးနှုန်းက233သိန်း5000ပါအထူးလျှော်စီ226သိန်း5000နဲ့ရောင်းမိနေပါတယ်ဒါလေးကတော့ကျွန်တော် City Hunter model လေးပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဘက်ထရီက82 volt 32H နဲ့လာထားတယ်မော်တာက1000 watt ပါခီးမိုင်က4550ပေးထားပါတယ်မောင်းနေနိုင်အားတော့40 km ပါအားသိန်းကြာချိန်ကလည်း9နာရီ9နာရီပါပဲကုန်တင်နိုင်အားတော့800 kg ပေးထားပါတယ်အာမခံတစ်နှစ်ပေးပါတယ်ပုံမှန်ဈေးကတော့105သိန်း5000ပါအထူးလျှော့ဈေးအနေနဲ့ကျွန်တော်100အောက်လေးမှာရတော့ဖြစ်ပါတယ်69သိန်း9000နဲ့ကျွန်တော်တို့ရောင်းချပေးနေပါတယ်เนาะဒီတဲ့ပို့ဆောင်ရေးလုပ်ငန်းကုန်သွယ်ပို့ဆောင်ရေးလုပ်ငန်းနဲ့ကျွန်တော်တို့ဒီចောင်းကျူចောင်းမလုပ်ငန်းတွေမှာအရန်အသုံးပြုလို့ကောင်းတယ်ကျွန်တော်တို့ lithium battery 3 EV 3မိတ်ဆိုင်ငယ်လေးတွေပါကျွန်တော်ဝင်ငွေများစွာလဲရှာပေးနိုင်တဲ့ EV 3မိတ်ဆိုင်ငယ်လေးပါเนาะနောက် model တစ်ခုလည်းကျွန်တော်ထပ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်လိုက်ပါအောင်เนาะဒါလေးကတော့ကျွန်တော် Flying Horse model လေးပါဒီကောင်လေးကတော့ကျွန်တော်ဘက်ထရီ60 volt 50H နဲ့လာပေးထားတယ်မော်တာက1000 watt ပါခီးမိုင်ကတော့4550မိုင်ပေးထားတယ်မောင်းနေနိုင်အား45 km ပါအားသိန်းကြာချိန်ကလည်း9နိုင်9နိုင်ပေးထားပါတယ်ကျွန်တော် 0% ဖြစ်မှာပါကုန်တင်ဝင်အားတော့1500 kg တိပေးထားပါတယ်เนาะအာမခံကလည်းကျွန်တော်မော်တာဘက်ထရီကွန်ထရိုလာတစ်နှစ်ပေးထားတယ်ပုံမှန်ဈေးကတော့ကျွန်တော်128သိန်း5000ပါအထူးလျှော့ဈေးအနေနဲ့ကျွန်တော်123သိန်း5000နဲ့ကျွန်တော်ရောင်းချပေးနေပါတယ်ကျွန်တော်တို့ဒီ EV 3မိတ်ဆိုင်ကလေးတွေအကုန်လုံးက license ပါပြီးသားပါနံပါတ်လည်းတစ်ခါတည်းထွက်ပြီးသားအတွက်ကျွန်တော်တန်းပြီးအလုပ်လုပ်ရပါတယ်ကျွန်တော်တို့လုပ်ငန်းအတွက်လည်းအရန်သုံးဝင်တဲ့ကုန်တင်3မိတ်ဆိုင်ကလေးတွေပါအရေးအတွက်ကလည်းအများကြီးမရှိတော့ပါဘူးတစ်မျိုးတစ်စည်းစီလောက်ပဲကျင်တော့ပါတယ်နောက်တုတ်ကလည်းကျွန်တော်အချိန်များစွာစောင့်အောင်မှာဖြစ်ပါတယ်အရန်မိုက်တဲ့ lithium battery သုံး EV 3မိတ်ဆိုင်ကလေးတွေကိုကျွန်တော်စိတ်မန်းသာဖြောင်းမှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါပြီเนาะစားပစ်တော့လည်းပူစရာမလိုပါဘူးကျွန်တော်စိတ်မန်းသာဖြောင်းမှာစားပစ်ကိုလည်းအပြည့်အဝတောင်းဝင်ယူပေးထားပါတယ်မြို့နယ်စုံလည်းကျွန်တော်ပို့ဆောင်ပေးပါတယ်เนาะကျွန်တော်လက်လီလက်ကားလေးလည်းပြန်ရောင်းချပေးပါတယ်တခြားမြို့နယ်လာဝယ်ခြင်းနဲ့မိတ်ဆွေတွေကျွန်တော်တို့ပြန်တည်ဖို့အတွက်ကိုကားလေးတွေကျွန်တော်တို့ဟိုဂိတ်ကလေးနဲ့ချိတ်ပြီးစီစဉ်ပေးပါတယ်เนาะကျေးဇူးတင်ပါတယ်